안녕하세요 여러분. 다음 코리안 랭귀지 구간의 비어변의 주소반에 이제 EBS 땡요띠의 문화정보리로 비어변하라 후소인အခန်း46ကိုရောက်ပြီပေါ့နော်여러분တို့အခါမဲ့လေ့လာလို့ရအောင်လို့ဒီ playlist လေးနဲ့တခြားတင်ထားပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကိုအရင်ဆုံး subscribe လုပ်သွားပါအောင်နော်အခန်း46ကစာယူခွန်လီဆိုတဲ့ခေါင်းစဉ်အောက်ကမွန်နာချောင်ပိုးလေးကိုကြည့်ကြရအောင်နော်ကဲအဲ့တော့ဆောင်းနဲ့လိုက်ကြည့်မဲ့လူတွေကစာမျက်နှာ183မှာအတူတူလိုက်ကြည့်ပါမယ်ကျတော့အခန်း45မှာဒီစိုက်ပျိုးရေးနဲ့ပတ်သက်တာတွေပြောတယ်ပေါ့နော်အခုဒီအခန်း46ကပြောရရင်တော့မွေးမြူရေးအခန်းမှာဒါဟိုမှာသူတို့ကဘာလဲဆိုတော့အသားတွေစားသုံးမှုနဲ့ပတ်သက်ပြီးတော့ပြောထားပါတယ်ကြည့်အောင် 한국의 육류 소비 육류ဆိုတာကျတော့အသားတွေကိုပြောတာပါနော်အသားတွေဆိုပြီးဆိုတာစားသုံးမှုကိုပြောတာပါအဲ့တော့ဒီအသားစားသုံးမှုပေါ်မှာပြောထားပါတယ် 한국의 육류 소비 량အဲ့တော့ 량ဆိုတာကကျတော့ပမာဏကိုပြောတယ်ကိုရီးယားနိုင်ငံရဲ့ 육류 소비 량အသားစားသုံးမှုပမာဏကတဲ့지난 몇십 년 동안 지난ဆိုတော့ပြီးခဲ့တဲ့အဲ့တော့10년ဆိုတော့10နှစ်ပေါ့နော်몇십 년ဆိုတော့ပြီးခဲ့တဲ့10စုနှစ်တွေတုန်းကအဲ့ဒီအတော်အတွင်းမှာဆိုရင်တဲ့크게 증가했습니다အရန်ကိုပဲမြင့်တက်လာတယ်ပေါ့အဲ့တော့ဒီမှာကြီးကြီးမားမားမြင့်တက်လာတယ်ဆိုတာအများကြီးမြင့်တက်လာတယ်လို့ပြောချင်တာပါနော်အဲ့တော့ပြန်ပြောပါမယ်တခြားလုံးကိုရီးယားနိုင်ငံရဲ့အသားစားသုံးမှုပမာဏကကျတော့ဒီ10စုနှစ်တစ်ခုအတွင်းမှာအများကြီးကိုပဲမြင့်တက်လာပါတယ်ပေါ့2023년에 2023ခုနှစ်မှာ처음으로ပထမဆုံးအနေနဲ့ပေါ့နော်ပထမဆုံးအနေနဲ့ 1인당 육류 소비량이 အဲ့တော့တယောက်စာလူတယောက်ရဲ့ယူလီယိုဆိုပြီးလဲဆိုအသားစားသုံးမှုပမာဏကတဲ့60 ကီလို60ကီလိုဂရမ်60ထိကိုပဲ normal ဆော်နေတယ်ဆိုတော့ကျော်လွန်သွားပြီ60ကီလိုထက်ကိုပဲကျော်လွန်သွားတယ်လူတယောက်ရဲ့ဒီတစ်နှစ်တာပဲပြောပါတော့เนาะအသားစားနှုန်းကကီလို60ကျော်ပြီးတော့တဲ့ even then စားဆိုပြီးလဲစားဆိုတာကျတော့ဆန်ကိုပြောရဲဆိုတော့ဒီထမင်းစားတယ်စပါးစားသုံးမှုပမာဏကတဲ့50比정사 킬로보다အဲ့တော့သူပြောချင်တာထမင်းထက်ကိုပဲပို့ပြီးတော့많은 것입니다များနေပါတယ်ထမင်းထက်ကိုပဲအသားစားတာပို့ပြီးတော့များနေတယ်လို့ပြောတာပါ한국은ကိုရီးယားကတဲ့소고기야 매다 닭고기 짜다 돼지고기 왔다 등 아사시다ဖြင့် 다양한 육류를 즐깁니다 다양한အမျိုးမျိုးသော육류အသားတွေကို 즐깁니다 ဆိုတော့ဒီမှာပျော်ရွှင်တာကိုပြောရမှာနှစ်သက်ပါတယ်ပေါ့နော်အဲ့တော့ဒါတွေကိုစားကြပါတယ်ပေါ့그 중에서အဲ့ဒီထဲမှာကိုပဲ한국은 대표하는 음식은 အဲ့တော့ကိုရီးယားနိုင်ငံကိုကိုစားပြုနေတဲ့အစားအသောက်တွေတဲ့တစ်ခုဖြစ်တယ်တဲ့ဟာနာလို့삼겹살이 삼겹살ဆိုတော့ဝတ်သုံးသက်တာကိုပြောတာဝတ်သုံးသက်တာကင်အဲ့တော့ငါတို့ရိုးရိုးတန်းတန်းပဲကွာဘယ်လိုပြောရမလဲမြန်မာနိုင်ငံရဲ့အစားအသောက်ဆိုရင်ဗါလဲမိုဟင်းကဖာညာဒီလိုအုံလုံးခောက်ဆွဲပေါ့ဒါမျိုးပြောလို့ရတယ်လို့မျိုးအသားကင်မဟုတ်ဘဲနဲ့ဝတ်သုံးသက်တာကင်ဝတ်သားပြားကင်ဆိုရင်ကိုပဲကိုရီးယားအစားအသောက်ဆိုပြီးတော့ပြောလို့ရလောက်အောင်ကိုပဲတဲ့ကိုဖိချုံတူလို့ဆိုတာရွေးထုတ်လို့ရလောက်အောင်ကိုပဲ한국인은ကိုရီးယားလူမျိုးတွေက돼지고기를 많이 먹습니다. 와다오အများကြီးစားကြပါတယ်ပေါ့그 뒤로 이어အဲ့ဒီရဲ့နောက်မှာပြောချင်တာကဒီအသားဝတ်သားပေါ့နော်အရင်ဆုံးပထမဆုံးရွေးချယ်လိုက်တာသူတို့အသားစားတဲ့ထဲမှာအများဆုံးဝတ်သားစားတယ်အဲ့ဒီရဲ့နောက်မှာဆိုရင်소비량 많은 것으로ဒီစားသုံးမှုပမာဏများတဲ့အရာအနေနဲ့ဆိုရင်닭고기와 소고기입니다. ကြက်သားနဲ့အမဲသားဖြစ်ပါတယ်တဲ့닭고기ကြက်သားက삼계탕ဆိုတော့ကျတို့ချင်းစင်းကြက်ပေါင်းဟင်းရေ찜닭ကြက်ပေါင်းကိုပြောတာပါ닭갈비ဆိုတာကကြက်ဘယ်လိုပြောရမလဲအသားလေးတွေနဲ့လောက်ထားတဲ့ဟင်းတစ်မျိုးပဲပေါ့နော်ကြော်အသားကြော်လို့ပြောရမလားအဲ့ဒါရဲ့ပြီးတော့ fried chicken ဆိုတာကျတို့ကြက်ကြော်တွေကိုပြောတာပါကြက်ကြော်အထင်းအစားရှိတဲ့ပြင်다양한 요리 재료로အမျိုးမျိုးသောဒီဟင်းချက်တဲ့재료ပါဝင်ပစ္စည်းအနေနဲ့အစားရောင်းဆွဲကို있습니다အသုံးပြုနေပါတယ်တဲ့ 특히 အထူးသဖြင့်ဆိုရင်한국의ကိုရီးယားနိုင်ငံရဲ့ fried chicken ကြက်ကြော်က fried chicken ဆိုတဲ့အင်္ဂလိပ်စာကိုပြန်ပြီးတော့သုံးထားတာပေါ့နော်ကိုရီးယားနိုင်ငံရဲ့ကြက်ကြော်ကတဲ့세계적으로တစ်ကမ္ဘာလုံးနဲ့ဆိုင်အောင်ကိုပဲတစ်ကမ္ဘာလုံးဆိုင်အောင်မှာကိုပဲ매우 인기가 있습니다အရန်ကိုပဲလူကြိုက်များပါတယ်အဲ့တော့ကျတို့လည်းပါလေအခု
အရန်ဟုတ်တယ်မလားရိုးရိုးကြက်ကြော်မဟုတ်ကိုရီးယားကြက်ကြော်မှာဆိုတာမျိုးဖြစ်နေရမျိုးပေါ့နော်ပြီးတော့ရင်ထဲကူးကဲဆိုအဲ့တော့ထဲကူးဆိုတဲ့မြို့မှာဆိုရင်တဲ့매년နှစ်တိုင်း여름 치킨과 맥주를 함께 즐기는 여름 매년 여름နှစ်တိုင်းနွေရာသီမှာ 치킨과 맥주를 함께 치킨ဒီကြက်ကြော်ရဲ့ 맥주ဆိုတာဘီယာကိုပြောတာပါအဲ့ဒီနှစ်ခုကိုအတူတူ즐기는နှစ်သက်တယ်ဆိုတာပြောချင်တာအတူတူတွဲစားကြတဲ့치킨နဲ့ 맥주နဲ့ကိုပေါင်းပြီးတော့သူတို့အတူကောက်ခေါ်တာပေါ့နော်치맥 festival ဆိုတော့ပွဲတော်အဲ့တော့ကြက်ကြော်ဘီယာပွဲတော်ဆိုပြီးတော့တောင်မှတဲ့열리는데ပြုလုပ်ပြီးတော့ 많은 한국인들이 찾아와များစွာသောကိုရီးယားလူမျိုးတွေလာပြီးတော့ 치킨 축제를 즐깁니다 ဒီကြက်ကြော်ပွဲတော်ကြီးမှာပါဝင်ဆင်နွှဲကြပါတယ်တဲ့တကယ်နော်အဲ့ဒါတကယ်နှစ်တိုင်းလုပ်တယ်ပေါ့နော်တကယ်လဲသွားပြီးတော့စားကြတယ်လူတွေဆိုလုံးဝကြိတ်တိုးပဲကွာဒီလားအဲ့ဒီနေရာမှာတကယ်ပဲကြက်ကြော်နဲ့ဘီယာပဲလားဆိုဟုတ်တယ်တကယ်ပဲကြက်ကြော်နဲ့ဘီယာပဲပေါ့နော်소고기အမဲသားကတော့육류중에서도အဲ့တော့ဒီအသားတွေထဲမှာကိုပဲတဲ့가장 고급의 식재료를 가장 고급ဆိုတော့အဆင့်အမြင့်ဆုံးအဲ့တော့အရသာအရှိဆုံးအဆင့်အမြင့်ဆုံး 식재료 ပါဝင်ပစ္စည်းအနေနဲ့တဲ့ 음식တွေရောသတ်မှတ်ထားကြပြီးတော့ 한국에서 ကိုရီးယားမှာပဲနာကိုခြာတန်းဆိုဆိုတာကိုရီးယားမှာပဲမွေးပြီးတော့ကိုရီးယားမှာပဲဒီကြီးပြင်းတဲ့နွားတွေပြောချင်တာကိုရီးယားနိုင်ငံတွင်းကနွားတွေပေါ့နော်အဲ့ဒါတွေကိုခါရခီနဲ့ညွှန်ပြတဲ့ဟန်နူလို့ခေါ်တယ်한국에서ကိုရီးယားနိုင်ငံရဲ့နွားပေါ့နော်အဲ့ဒါတွေကိုတဲ့고급 유료ရဲ့대명사 고급 유료ဆိုတော့ဒီအဆင့်မြင့်ခုနပြောတဲ့အသားရဲ့ထဲမြုံစာနန်းစားတစ်ခုအနေနဲ့တောင်မှစီးကို 있습니다 အသုံးပြုနေပါတယ်တဲ့ပြောချင်တာဗာလဲဆိုတော့သူတို့ကအမဲသားမှမဟုတ်ဘောနော်တခြားအရာတွေရောဗာလဲနိုင်ငံခြားကတွင်းတာတွေရှိရယ်ဒီမီခုအမေရိကန်တွင်းတာတို့တခြားနိုင်ငံတွင်းတာတွေလုံးဝမလောက်လို့ကွာအသားတွေကိုတောင်မှနိုင်ငံခြားကတွင်းတာတွေရှိရယ်ပေါ့အဲ့ဒီထဲမှာမှသူတို့ရဲ့တတ်မှတ်ချက်ကဗာလဲဆိုတော့ဟန်နူဆိုရင်လုံးဝအဆင့်မြင့်တယ်လုံးဝဟန်နူဆိုရင်စားလို့ကောင်းတယ်လုံးဝကိုပဲအရေးသွင်းမြင့်အသားဆိုပြီးတော့အဲ့လိုမျိုးကိုပဲပြောရလောက်အောင်ပေါ့နော်ဈေးလဲတကယ်ကြီးတယ်ပေါ့အမဲသားချင်းတူတောင်မှသူကအမေရိကန်ဝင်တဲ့အသားတို့နိုင်ငံခြားဝင်တဲ့အမဲသားဆိုရင်ဈေးချိုတယ်ဟန်နူဆိုရင်ပို့ပြီးတော့ဈေးကြီးတယ်သူတို့နိုင်ငံမှာမွေးပြီးတော့သူတို့နိုင်ငံမှာပဲကြီးပြင်းတဲ့အမဲသားဆိုရင်ပို့ပြီးတော့အရေးသွင်းမြင့်တယ်လို့သူတို့ကသတ်မှတ်ထားတာပေါ့နော်အဲ့ဒါကိုကြောင့်မလို့ဒီအရေးသွင်းမြင့်အသားကိုပြောပါဆိုရင်ဟန်နူလို့ပြောရလောက်အောင်ကိုပဲအဲ့လောက်ထိကိုပဲနန်းစား300လောက်အောင်ထိကိုပဲကိုရီးယားလူမျိုးတွေကြိုက်နှစ်သက်ကြတယ်လို့ပြောတာပါ이처럼ဒီလိုမျိုးတဲ့ 한국에서는ကိုရီးယားမှာဆိုရင်유료가 많이 소비되고 있지만အသားတွေကိုအများကြီးစားသုံးနေပေမဲ့တဲ့최근 들어서 최근ဆိုတာကျတော့လက်တလောကိုပြော최근 들어서လည်းအတူတူပါပဲလက်တလောမှာဆိုရင်ပေါ့လက်တလောမှာဆိုရင် 건강과 환경 문제에 대한 건강ကျန်းမာရေးနဲ့ 환경 문제ဒီပတ်ဝန်းကျင်ရဲ့ပြဿနာတွေအပေါ်မှာ관심이 증가하면서စိတ်ဝင်စားမှုများလာကြတဲ့အတွက်ကြောင့်မလို့တဲ့채식주의자나 채식주의자ဆိုတာကျတော့တတ်လွတ်လို့ပြောလို့ရတယ်채식ဆိုတာကအသီးအရွက်တွေကိုပြောတာပေါ့နော်주의자ဆိုတာဒီအသီးအရွက်ပဲစားတဲ့လူတွေကိုပြောတာတတ်လွတ်စားတဲ့လူတွေရဲ့ပြီးရင်육류 소비를 줄이는 사람들이 늘고 있습니다အသားစားတာကိုရှော့တဲ့လူအဲ့တော့じゃအရင်တော့မနေ့နေ့လည်းညထောက်ချောက်အသားပဲစားရဲဆိုရင်တစ်နက်ပဲစားတော့တာလို့နှစ်နက်ပဲစားတော့တာလို့ဒါမှမဟုတ်လေတစ်ပတ်မှာနှစ်ခါပဲစားတာလို့ပါတော့အဲ့လိုမျိုး short ချလိုက်တာပေါ့နော်အဲ့လိုလူမျိုးတွေများလာပါတယ်တဲ့ဤရဲ့တာတာအဲ့လိုမျိုးပဲ신무성고기ဆိုတကယ်အသားမဟုတ်ပဲနဲ့အသီးအရွက်လို့ပဲလို့နဲ့ဆရာတို့ကပြုတ်လောက်ထားတဲ့အသားတုလို့ပြောလို့ရတယ်ပေါ့နော်အသားတုတွေနဲ့비건 제품ဆိုတာလည်းအဲ့လိုပါပဲဒီအသီးအရွက်နဲ့ပြုတ်လောက်ထားတဲ့စားတောက်ကုန်တွေကိုပြောတာပါအဲ့ဒါတွေအပေါ်မှာတဲ့တဲ့소유도 증가하고 있습니다စားသုံးမှုဝယ်ယူသုံးစွဲမှုတွေလည်းများလာပါတယ်တဲ့ကဲအဲ့တော့ဘယ်လိုပြောရမလဲဘုဒ္ဓတာပါပဲဒီအကြောင်းအရာလေးကလွယ်တယ်ပေါ့နော်
အကြောင်းအရာလေးကလွယ်ပါတယ်ပြီးတော့ရင်ဒီအခုခေတ်မှာလို့ပြောရမှာဒါပေမဲ့သူတို့နိုင်ငံမှာတော့ဟုတ်တယ်တော်တော်လေးစားသုံးမှုများတယ်လို့ပြောရမှာပေါ့နော်ညဘက်တွေမှာလူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်အစာပြေစားတာတော့မှသူတို့ကကြက်ကြော်ပဲမှာစားတာတို့ပြီးတော့ရင်တစ်ခုခုဆိုတာနဲ့သူတို့ကဗာလဲအသားကင်ဆိုင်သွားတယ်အသားကင်စားတယ်ဟိုလိုအသားကင်ဆိုင်မှာဆိုရင်ခမင်းမစားဘဲနဲ့အသားကင်ပဲစားတဲ့လူတွေတောင်ရှိရယ်ကွာသိရမလားပြီးရင်အားလုံးလဲဇလန်းတွေမှာမြင်ဘူးမှာပါထမင်းဆိုရင်ကသူတို့ကပကံလုံးလေးနဲ့တစ်လုံးပဲစားတယ်ပြီးရင်အသားကင်တွေအများကြီးစားတယ်အဲ့လိုမျိုးကြီးဆိုတော့လေတော်တော်လေးကိုပဲတကယ်ပေါ့နော်ခုနကပြောလို့ကိုရီးယားနိုင်ငံတွင်းကအသားတင်မဟုတ်ဘဲနဲ့ပြည်ပဒီအသားတွေကိုတောင်မှတင်သွင်းရလောက်တဲ့အထီကိုပဲအရန်စားသုံးမှုများတယ်ပေါ့နော်ဒါလေးကိုပြောထားတာပါလွယ်ပါတယ်နော်အကြောင်းအရာလေးကမီးနင်းလဲအရန်ခက်တဲ့ဟာတွေအများကြီးမပါပါဘူးဒါဆိုရင်ဒီဗီဒီယိုလေးက여러분တို့အတွက်အထောက်အကူဖြစ်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်여러분တို့နဲ့အတူတူနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်안녕